皆さんこんばんは。ဒီနေ့လည်းပဲစကားပြောမှာသုံးတာတွေ့ရတတ်တဲ့တတ်တဲ့ဆိုတဲ့သုံးပုံသုံးနည်းလေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါမယ်။တတ်တဲ့ဒီကြားလိုက်တဲ့အခါမှာကြည့်လိုက်တဲ့အခါမှာဆိုရင်တော့ပေါ့နော်တိတ်ပြီးတော့မရင်းနှီးတဲ့စာလုံးမျိုးလိုဖြစ်နေပေမဲ့အဓိပ္ပာယ်လေးသိသွားလို့ရှိရင်တော့ထည့်သုံးရတဲ့အခါမှာပို့ပြီးတော့လွယ်ကူသွားပါလိမ့်မယ်။တတ်တဲ့ကဘယ်နေရာမှာအစားသွင်းပြီးသုံးတာလဲဆိုလို့ရှိရင်တယ်မှုဆိုတဲ့နေရာလေးမှာအစားသွင်းပြီးတော့သုံးပါတယ်။တဲ့ဖောင်နေရာမှာပေါ့နော်သူကတတ်တဲ့တယ်မှုဆိုလို့ရှိရင်တတ်တဲ့ဆိုပြီးတော့ပြောင်းသွားပါတယ်။တယ်မှုကတော့မိနာဆန်တို့လည်းသိထားပြီးသားအတိုင်းလဲပဲရင်တာဆိုတဲ့ပုံစံမျိုးနဲ့အသုံးပြုပါတယ်။ Ray လေးကိုကြည့်လိုက်ကြရအောင်။探しても見つからないんだ。探したって見つからないんだ。探してもရှာလဲပဲ見つからないんだမတွေ့ဘူးဆိုတော့ပုံစံလေးမှာသူဒီတယ်မို့နေရာလေးမှာတတ်တယ်လေးအစားတင်ပြီးတော့သုံးသွားရုံပါပဲ။探したって見つからないんだဆိုပြီးတော့ဖြစ်သွားပါ။急いでも間に合わないね。急いだって間に合わないね。အမြန်လို့လည်းမမီတော့ဘူးเนาะမာနီအိုင်မတ်ကအချိန်မီတာနိုင်ဖောင်ပြောင်းလိုက်တော့မာနီအာဝနိုင်ပေါ့เนาะအချိန်မမီတော့ဘူးเนาะဆိုပြီးတော့ပြောတဲ့အခါမှာသုံးပါရဲ့အဲ့မှာ demo ဆိုတဲ့နေရာလေးမှာ datte ဆိုတာလေးဝင်သွားရဲ့ပေါ့เนาะ isoi demo isoi datte ရာစုခုတဲ့မို့ခောက်စမိုးတွေဝနိုင်ဈေးပေါ်လည်းပဲဝယ်ဖို့စိတ်ကူးမရှိဘူးမရည်ရွယ်ထားဘူးရာစုခုတဲ့ခောက်စမိုးတွေဝနိုင်တယ်မို့နေရာမှာ datte လေးဝင်သွားတာပေါ့เนาะနောက်ထပ် rate လေးတစ်ခုကတော့忙しくても構わないよ忙しくたって構わないよအလုပ်များလည်းပဲကိစ္စမရှိဘူးလေအဲ့မှာ忙しくてもဆိုတဲ့နေရာလေးမှာ忙しくたってဆိုပြီးဝင်သွားပါတယ်ပြောင်းသွားတဲ့နေရာလေးတွေကိုကြည့်လို့လွယ်အောင်လို့အနီလေးနဲ့ပြပေးထားတယ်နော်ヘタでも構わないからヘタだって構わないからညက်လည်းပဲကိစ္စမရှိဘူးခမဝနိုင်ဆိုတာကခမိုင်းမဆန်းလာပေါ့နော်ခမိုင်းမဆန်းကရတဲ့အဆင်ပြေတဲ့ကိစ္စမရှိဘူးဆိုတဲ့ပုံစံမျိုးမှာသုံးပါရဲ့ဖူပန်တေမို့ရှိကာတာကနိုင်နဲ့ဖူပန်တာတဲ့ရှိကာတာကနိုင်နဲ့အစင်မပြေလဲဘလို့မှလုပ်လို့မရတော့ဘူးရှိကာတာကနိုင်ဆိုတာကဒီကလုံးယုံကလွဲပြီးတော့မတက်နိုင်တော့ဘူးဆိုတဲ့အခါမှာသုံးပါရဲ့အဲ့တော့အစင်မပြေလဲပဲမတက်နိုင်တော့ဘူးပေါ့နော်ဘလို့မှလုပ်လို့မရဘူးဆိုပြီးတော့သုံးသွားပဲဖြစ်ပါတယ်အဲ့မှာဆိုလို့ရှိရင်ဖူပန်တေမို့ဆိုတဲ့နေရာလေးမှာဖူပန်တာတဲ့ဆိုပြီးတော့ပြောင်းသွားတာပဲဖြစ်ပါတယ်ဒီ grammar လေးကိုကြည့်ပြီးတော့ comment မှာတတ်တယ်ဆိုပြီးတော့တတ်တယ်နေပေါ့နော်စာကြောင်းလေးတစ်ကြောင်းလောက်ပေါ့နော် comment လေးကိုရေးပေးခဲ့ပေးပါနောက်ရက်တွေမှာလည်းစကားပြောတွေမှာသုံးတဲ့ grammar လေးတွေကိုတင်ပေးသွားပါမယ်ပြီးတော့မြန်မာစာကြောင်းလေးရဲ့အောက်မှာဂျပန်လိုမျိုးပြောတာလေးတွေထပ်ပြီးတော့တင်ပေးပါအောင်မယ်နော်はい今日はこれで終わりましょうね